ကြည့်ပါဦးဗျာအရန်မိုက်တဲ့ Haiya 55လမ်းမှာပစ္စည်းပြန်ဝင်ပါတယ်ဒီတစ်ခေါက်ဝင်တဲ့ model ကတော့2026 5လပိုင်းမှာထွက်ခဲ့တဲ့ Haiya ရဲ့ new model ဖြစ်ပါတယ် model နံပါတ်ကိုတော့ဒီပေါ်မှာအသေးချာလေးရေးပြပေးထားပါတယ်လူချင်းမင်းတို့မှားမှာဆိုလို့ဆိုတော့ Haiya အခုထွက်တဲ့ model က Dual LED လည်းဖြစ်သွားမယ် Google OS နဲ့လည်းဖြစ်သွားမယ် Google TV ပေါ့ဗျာဆိုတော့အဲ့တော့လူချင်းမင်းတို့ရွတ်သမျှအကုန်သုံးလို့ရတဲ့ TV ထဲမှာသူ့မှာပါတယ် remote control ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတော်တော်လေးကိုလှပတဲ့ remote control style နဲ့လုပ်ပေးထားတယ်အဖြူရောင်လေးမှလုံးဝတန့်ပြန့်နေတာပဲဆိုတော့ဈေးနှုန်းကိုတော့အသက်သာသုံးစင်းနဲ့ရောင်းပေးမဲ့ဈေးနှုန်းကိုအနောက်မှာကျွန်တော်ဆက်ပြောပေးထားတယ်အရင်ဆုံးတော့ TV ရဲ့အကြောင်းလေးကိုအနည်းငယ်လူချင်းမင်းတို့ကိုပြောပြပေးမှာဖြစ်ပါတယ်တကယ်လို့များလူချင်းမင်းကဒီ TV လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် Haiya Dual LED model number လေးနဲ့ရိုက်ပြီး Google မှာတွားရောက်လေ့လာလို့လည်းရပါတယ်ဗျကုမ္ပဏီပစ္စည်းဖြစ်မယ်ကုမ္ပဏီ Renny ကလည်းပါမယ် Renny က1 year ပါဝင်ပါသေးတယ်ခင်ဗျ Okay ဆိုတော့ဘာတွေပါလာလဲကျွန်တော်ဆက်ကြည့်အောင်ပထမဆုံးတော့ကျွန်တော်ဒီ Haiya ဆိုတဲ့ brand အကြောင်းအနည်းငယ်ပြောပြပေးမယ်ဗျာသူက China ကမှလည်းကျွန်တော်တို့ factory ရှိတယ် Thai မှာလည်း factory ရှိတယ်ကျွန်တော်တို့ရေခဲတစ်တာတွေချို့ air con တွေဆိုရင် Thai factory ကထွက်တယ်ဆိုတော့ဒီ TV ကလည်းကျွန်တော်တို့ China မှာထုတ်ပြီးတော့ Thai ကိုပို့တဲ့ပစ္စည်းဖြစ်ပါတယ်ခင်ဗျဒီကောင်းရဲ့ CD ကတော့ S80 CD လို့ခေါ်ပါတယ် Dual LED ဖြစ်တယ်55လောက်မှ 4K Google TV ဖြစ်ပါတယ်ဒီကောင်းရဲ့ picture quality က AI နဲ့မောင်းတာဖြစ်တယ်။AI PQ ဆိုတာကျွန်တော်တို့ AI နဲ့ picture quality ကိုမြင့်တဲ့မြင့်အောင်လုပ်တာဖြစ်ပါတယ်။အတန်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်သူ့မှာ Total Sonic ခေါ်တဲ့နည်းပညာအသစ်တစ်ခုပါဝင်လာတယ်ဗျာ။သူကတော့အတန်ပိုင်းဆိုင်ရာစနစ်ကိုပုံမှုပြီးတော့ကောင်းမွန်တဲ့ကောင်းမွန်အောင်ထိန်းညှိပေးတဲ့နည်းပညာအသစ်တစ်ခုဖြစ်ပါတယ်။ကဲလာပါပြီဆရာကြီးတွေအတွက် game mode ကတော့ refresh rate က 120Hz ထိအောင်အလုပ်လုပ်ပါတယ်ဆိုတော့ရှယ်ကြီးပေါ့ဗျာကျွန်တော်တို့ဖုန်းတွေကနေမှ TV ကိုကျွန်တော်တို့ high case တို့ Chrome case တို့ဒါကြီးနဲ့လည်းသူ့ share ပြီးတော့အသုံးပြုလို့ရတယ်ဗျာပြီးတော့ရင် Google OS ဖြစ်တဲ့အတွက်ကြောင့်သူက Hey Google ဆိုပြီးတော့ voice recommend တွေလည်းပေးပြီးတော့အသုံးပြုလို့ရပါတယ်ကမ္ဘာကျော်ဘောလုံးသင်းတွေရဲ့ global partner ဖြစ်တဲ့ PSG အသင်းကိုလည်းသူက global partner ဖြစ်တယ်ဗျာပြီးတော့ကျွန်တော်တို့သိတဲ့ Liverpool အသင်းကိုလည်း global partner ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့အရှင်းမှာကျွန်တော်တတိချတာလေးရှင်းပြခဲ့တယ် quality အထူးကောင်းမွန်တဲ့ Haiya အမျိုးအစားကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းက28,900တိတိနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဆိုတော့အခုလိုမျိုးပစ္စည်းသွင်းရခက်တဲ့အချိန်မှာကျွန်တော်တို့လည်းအရေးအတွက်အများကြီးဝယ်လို့မရပါဘူးခင်ဗျာကျွန်တော်မှအရေးအတွက်10လုံးပဲရှိပါတယ်ဆိုတော့လူချင်းမင်း10ယောက်ဆိုတော့ကျွန်တော်ရောင်းပေးနိုင်တယ်ဗျာကျွန်တော်နောက်17ယောက်ဆိုတော့ရောင်းပေးနိုင်မှာမဟုတ်ဘူးပစ္စည်းဝယ်လို့မရလို့ပါเนาะ55လမ်းမှာDual LED Google TV ဖြစ်ပါတယ် refresh rate က120 rate ဆိုတော့တော်တော်လေးကောင်းမွန်တဲ့အမျိုးအစားဖြစ်ပါတယ်ဈေးနှုန်း28,900ပါခင်ဗျဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်